မေငါဤသဗ္ဗေအလုံးစုံသောပြည့်ရဟိချစ်တဲ့သူတွေနဲ့မနာပေဟိငါမျက်နှိုးရတဲ့သူတွေနဲ့နာနာဘာဝဝါနိုင်ငံရေးစီးပွားရေးပညာရေးစတဲ့ရေးအမျိုးမျိုးကြောင့်ရှင်ခွဲခွဲရခြင်းသည်၎င်းဝိနာဘာဝဝါငါကအရင်ဖြစ်စေသူကအရင်ဖြစ်စေတေခွဲခွဲရခြင်းသည်၎င်းဘဝိတ္တိတနေ့နေ့တွင်မလွဲမသွေဧကံမုတ်ချဖြစ်ကိုဖြစ်ရပေလိမ့်မည်ဣတိဧကသောအဋ္ဌိယဝမိမပဲဖြစ်စေပုရိသေနဝယောက်ျားပဲဖြစ်စေကဟထေနဝအေယတိထောင်လူပေါင်းမှနေကြတဲ့လူသားတွေပဲဖြစ်စေပပစီတေနဝအေယမထောင်ယဟန်ပေါင်းမှနေကြတဲ့ယဟန်တို့တွေပဲဖြစ်စေအဘိနာအမျက်မပြတ်ပစ္စဝေခေတပံကောင်းစွာမသွေစင်ခြင်းနှလုံးသွင်းပြီးတော့နေသင့်ပါတယ်လို့တထာနလူတို့ဆရာဘုရားရှင်ကိုရောမြတ်သည်ဩဝတိကရုဏာရှိရှုဆုံးမတော်မူခဲ့ပါပေတည်းတွေ့ဆုံခြင်းဟာမမြဲပါမြဲရဲ့လားမမြဲပါဘူးတွေ့ဆုံခြင်းဟာခွဲခွာခြင်းမှာအဆုံးသတ်ရတာဓမ္မတာပဲပါရလားပြည်သက်ကြီးကိုချစ်တဲ့သားတွေသမီးတွေနဲ့ကောခွဲချိန်တန်ရင်ခွဲရတာပဲရှင်ခွဲလဲခွဲရတာတီခွဲလဲခွဲရတာပဲတဲ့ဘီရာပင်ကလေးတွေဟာမြစ်ပြင်မှာလှိုင်းနေပုတ်လို့ဆုံကြသည်လှိုင်းပုတ်လို့ပဲခွဲရသည်ပါရလားတတ္တဝါတွေဟာကံကတွေ့ဆုံခွင့်ပေးလို့ကြုံကြသည်ကံကုန်တော့ခွဲရသည်ဒါပဲလှိုင်းပုတ်လို့ပဲဗေဒပင်လေးတွေဟာမြစ်ပြင်မှာမဆုံဘူးလားအဲ့ဒီလှိုင်းပုတ်လို့ပဲဘာဖြစ်ရကံကတွေ့ခွင့်ပေးလိုက်လို့ဒီဘဝမှာမိဘနဲ့တာသမီညီကိုမောင်နှမဆွေမျိုးအပေါင်းအသင်းတငယ်ချင်းဆိုပြီးဆုံကြကြုံကြတာကံကတွေ့ဆုံခွင့်ပေးလိုက်တာအဲ့ဒီကံကပဲကုံလို့ခွဲခိုင်းတော့ခွဲရတာပဲတွေ့ဆုံခြင်းဟာမမြဲပါမမြဲတာကိုနားလည်ပါအဲ့ဒါနားလဲရင်စိတ်သောကရောက်ရတာတိတ်တက်တာပိုင်ဆိုင်မှုတွေမမြဲပါဒီခန္ဓာကြီးကိုကပိဋကကြီးတို့မမြဲပါတော့ဒီခန္ဓာမိပြီးရရှိလာတဲ့စည်းစိမ်ဥစ္စာယာတုအာနာကိုမြဲရလားဒီခန္ဓာအမိပြုတ်ပြီးအထုတ်စည်းပူးခဲ့တဲ့ကုသိုလ်ကံကြောင့်ကြုံကြဆုံကြတဲ့ချစ်တဲ့သူတွေနဲ့နေရတာကိုမြဲရလားဘာမှမမြဲဘူးမမြဲတာကိုနားလည်ပါနားမလည်ရင်ဘာဖြစ်တယ်လဲဆိုတော့တောကမီးတွေလောင်တယ်နှိစ္စတင်ညာဆိုတာမြဲတယ်လို့ထင်တာမန်အဖြစ်ရတဲ့လူတွေဟာတရားနှလုံးမသွင်းရင်ဒီသားဒီသမီးတွေဒီမိဒီဖေတွေနဲ့နေရတာအမြဲနေရမှာလို့ပဲထင်နေတာမြဲတယ်ထင်ကြသည်သူများစွာကဒီတိုင်းထင်တယ်မို့လားငါပိုင်ဆိုင်ထားတဲ့ဒီစည်းစိမ်ဥစ္စာဒီယာရုဒီအာနာလေမြဲတယ်လို့ထင်နေတာဒီခန္ဓာရဲ့မမြဲပုံကိုပိဋကကြီးတို့အရင်ဆင်ခြင်ကြည့်ရမှာသင်္ခါရကံစိတ်ဥဟာကြောင်းလေပြတို့ပေါင်းကပြုတ်မှဖြစ်ပွားရသည့်ဒေဝမကသင်္ခါရတရားတို့သည်အနိစ္စဝတ္တဩမမြဲကြလေကုန်စွာတကားဒီယုတ်နဲ့နံခန္ဓာကိုယ်ကမြဲရလားမမြဲဘူးမမြဲတာကိုနားမလဲတော့ဒါကြီးငါပိုင်နေပဲထင်နေတာငါခန္ဓာပဲထင်နေတာငါပစ္စည်းတွေငါဟာတွေလို့ပဲထင်နေတာဗျလက်စုပ်တင်းရင်အပူပြင်းမယ်လက်စုပ်တင်းရင်လက်စုပ်တင်းတယ်ဆိုတာမြဲတယ်လို့ထင်နေတာကိုပြောတာ
ဟောဒီအမေဟောဒီအဖေနဲ့တစ်သက်လုံးငါနေရမယ်လို့မြဲတဲ့ထင်ရင်မမြဲတယ်ပြလိုက်တဲ့အခါဝမ်းနေရမယ်ဗျတကယ်တော့မြဲရဲ့လားတွေ့ဆုံခြင်းဟာမမြဲပါမမြဲတာကိုနားလဲပါကြိုးတင်ဆင်ခြင်ထားရင်စိတ်မှာတောကပြီးလောင်မြိုက်ခံရတာတက်တာတယ်အဲ့လိုမဟုတ်ရဲ့တော့ဖြင့်တချို့ဆိုမေ့မျိုးသွားတဲ့အထိနှလုံးအိမ်မှာတောကအပူမီးတွေလောင်ရတယ်မြဲတယ်ထင်လို့ဘာထင်လို့လဲ